အားလုံးပဲမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါကျွန်တော်ကပါစတာယွန်းအသိမ်းပါဘက်မှာတော့ကျွန်တော်ရဲ့ဇနီးတဲ့ဆရာမနိုရင်းဖြစ်ပါတယ်လို့ကျွန်တော်တို့ Petra Evangeli International အသင်းတော်ရဲ့ဓမ္မအမှုတော်ဆောင်များဖြစ်ပါတယ်လို့ကျွန်တော်ဝမ်းမြောက်စရာသတင်းကောင်းလေးတစ်ခုပြောဖို့လာခဲ့ပါတယ်လာမယ့်တကြံတွင်ကာလမှာဧပြီလ23ကနေ15ရက်နေ့အထိ Petra Church မှာကျွန်တော်တို့ပြုလုပ်သွားမယ့်ရက်တိုကျမ်းစာသင်တန်းလေးလူငယ်လူကြီးအားလုံးတွေကောင်းကြီးဖြစ်စေမဲ့ဒီသင်တန်းလေးကိုအတူတကွလာရောက်ပါဝင်ဖို့ရအတွက်ရောက်စီတိုင်းကိုခေါ်ဖိတ်ပါတယ်လို့ဒါတင်သာမကဘူး16ရက်နေ့ကနေ19ရက်နေ့အထိကတော့ Jesus Camp ကနေပြီးတော့မှ Pastor Jimmy Walsh နဲ့အဖွဲ့ကနေလာရောက်ပြီးတော့မှဧဝံဂေလိနဲ့ပတ်သက်တဲ့သင်တန်းလေးကိုလည်းအထူးပြုပြီးတော့မှသင်ကြားပေးသွားမှာဟုတ်ပါတယ်လို့ဒါကြောင့်မလို့ကျွန်တော်တို့အားလုံး register ပြုလုပ်နိုင်ဖို့ရန်အတွက်ဖုန်းနံပါတ်လေး399693 949386တို့၎င်း399848 9549တို့တော်၎င်းအရောက်စီတိုင်းဆက်သွယ်ပြီးတော့မှလင်းမြန်စွာ register လုပ်နိုင်ဖို့ရအတွက်ကြော်ညာခြင်းဖြစ်ပါတယ်သင်တန်းပြုလုပ်မဲ့နေရာကတော့ကျွန်တော်တို့20ရပ်ကွယ်အမှတ်190 Petra Evangeli International အသင်းတော်ဖြစ်ပါတယ်ဒေစုရမှာဖြစ်တာဖြစ်တယ်ကျွန်တော်တို့တောင်ငူမြို့ပဲခူးတိုင်းဖြစ်ပါတယ် My name is Jimmy. I'm from America. My name is Roxy. I'm from Ukraine. And we want to invite you to Tongbu City for Jesus Camp at Petra International Church to be trained in evangelism, church planting, and how to preach at massive gospel crusades. My wife and I want to train you on how to give altar calls that will see thousands of people come to Christ. The dates are April 16th to the 19th at the Jesus Camp, and from 19th to 21st, a crusade. And one of you will be preaching at this crusade. Yes, so whether you're young or old, whether you're an evangelist or pastor, we want to say you are most welcome to come and join the family, to preach the gospel, to see your city saved, to see your village saved, to see the nations beyond come to hear the name of Jesus Christ. We love you and we cannot wait to see you. We love you. God bless you. Jesus te malediya.